ရာအခုပြပြမယ့်ပုံစံတော့ grade 3အခန်း3အချိန်နဲ့ကြာသောအချိန်က2မိနစ်အောက်ပါအချိန်တွေကိုရှာပါကာကြီး3:15မိနစ်မတိုင်ရင်25မိနစ်ဒီပုံစံမှာပေါင်းမလားနှောက်မလားသိချင်လို့ရှိရင်ဒီမတိုင်မျိုးတွေ့လို့ရှိရင်နှောက်အောင်ဖြစ်ပါတယ်မတွက်ခင်မှာနိုင်နဲ့မိနစ်ကိုခွဲရမှာဖြစ်ပါတယ်နိုင်3နိုင်ဖြစ်တဲ့အတွက်နိုင်အောက်မှာ3ယူပြီးတော့15မိနစ်ဖြစ်တဲ့အတွက်15ကိုမိနစ်အောက်မှာရမှာဖြစ်ပါတယ်ဒီဘက်က25မိနစ်ကမိနစ်ဖြစ်တဲ့အတွက်မိနစ်အောက်မှာ25မိနစ်ကိုရမှာဖြစ်ပါတယ်မတိုင်မဆိုတဲ့အတွက်ဒီအချိန်တစ်ခုကိုနှောက်အောင်မှာဖြစ်ပါတယ်ဒီပုံစံဆက်တွက်မယ်ဆိုရင်နိုင်နဲ့မိနစ်ရှိတဲ့အခါမှာမိနစ်ဘက်ကနေစပြီးတွက်မှာဖြစ်ပါတယ်ဒီဘက်က15မိနစ်အောက်က25မိနစ်15နဲ့25မှာ15ကနေတာဖြစ်တဲ့အတွက်25ကိုနှုတ်လို့မရဘူးအဲဒါကြောင့်မလို့ဒီဘက်9ရနေချီရမှာဖြစ်ပါတယ်ဒီ9နဲ့မိနစ်ပုံစံကရိုးရိုးနှုတ်တဲ့ပုံစံကြီးလို့တွက်လို့မရပါဘူး9ရဲက9နှုတ်3ည1ထဲက2နှုတ်မနှုတ်နိုင်တဲ့3စီကချီအဲ့လိုတွက်လို့မရဘူးဒီပုံစံကြီးကအချိန်တွေတွက်တာဖြစ်တဲ့အတွက်9နဲ့မိနစ်ပေါ်မှာမူတည်ပြီးတွက်မှာဖြစ်ပါတယ်ဒီ15မိနစ်ထဲနဲ့25မိနစ်ကိုနှုတ်လို့ရတဲ့အတွက်ဒီဘက်က3နိုင်ရနေတနိုင်ချီမယ်တနိုင်မှာ60မိနစ်ရှိတဲ့အတွက်မိနစ်ဘက်ကို60ထည့်ပေါင်းပေးရမှာဖြစ်တယ်အဲ့ဒီချီလိုက်တဲ့60မိနစ်နဲ့ငကိုရှိတဲ့15မိနစ်ကိုပေါင်းတော့85မိနစ်ရမှာဖြစ်ပါတယ်ဒီဘက်က3ကတနိုင်ချီလိုက်တဲ့အတွက်2နိုင်ပဲကျန်မှာဖြစ်ပါတယ်အဲ့ဒီချိန်ကြမှာဒီ85မိနစ်ကနေ25မိနစ်ကိုနှုတ်လို့ရမှာဖြစ်ပါတယ်85ရက်နေ25ကိုနှုတ်တော့50မိနစ်ကျန်မယ်ဒီဘက်က2နာရီကနှုတ်စရာမရှိတော့2နာရီပဲတည်ရမှာဖြစ်ပါတယ်အဲကြောင့်မလို့အဖြေက2နာရီနဲ့50မိနစ်